တချို့မိန်းကလေးတွေဝင်လာပြီးဆိုတာနဲ့အခန်းရဲ့ vibe ကလေးပြောင်းသွားတယ်သူ့ကိုလူတိုင်းလူလူကသတိထားမိတယ်ယောက်ျားလေးတွေလည်းခေါင်းတငိမ့်ငိမ့်နေပေါ့အဲ့ဒီမိန်းကလေးမှာ charisma ရှိလို့ပဲ charisma ဆိုတာမိမိကိုယ်ကိုယုံကြည်မှုရှိတဲ့အောင်ဟန်ဆောင်ပြထားတာမျိုးမဟုတ်ပါဘူး charisma ဆိုတာအားတစ်မျိုးပါကိုယ့်ရဲ့ပင်ကိုလှုပ်ရှားပုံစကားပြောပုံလူတွေနဲ့ချိတ်ဆက်ပုံကလူတွေကိုယ့်ကိုစိတ်ဝင်စားစေပြီးကိုယ့်အနာကိုရောက်လာအောင်လာပြီးရင်လည်းအနာမှာပဲနေချင်နေအောင်ဆွဲဆောင်နိုင်တဲ့အားဖြစ်ပါတယ်ကိုယ်ဒီလေ charisma ရှိတဲ့မိန်းကလေးတယောက်ဖြစ်ချင်ရင်ဒီနီလန်းခုနှစ်မျိုးနဲ့လေ့ကျင့်နိုင်ပါတယ် personal ဖြစ်တဲ့အပြုံးမျိုးပြုံးတတ်ပါ customer တယောက်ကိုဈေးရောင်းသူကပြုံးပြတဲ့ plastic smile မျိုးမဟုတ်ပဲလူတယောက်မှာကြိုက်နေတဲ့ဆက်တစ်ခုခုတွေ့လို့သဘောကျပြီးပြုံးလိုက်တဲ့အပြုံးမျိုးပြုံးတတ်ရပါမယ်တစ်ဖက်သားကိုနှွေးထွေးစေပြီးခမည်းကိုပဲတနေ့ကိုသတိရနေမှာပါတချို့မိန်းကလေးတွေက eye contact တိုးလွန်းတယ်မျက်လုံးချင်းစုံတဲ့ချက်ချင်းလွဲပစ်တာပေါ့တချို့ကြလည်းအကြာကြီးကြည့်နေတတ်တဲ့အတွက်စောက်ပစ်ရှာတဲ့အကြည့်မျိုးဖြစ်သွားတာပေါ့ charisma ရှိတဲ့မိန်းကလေးတွေကအဲ့ဒီကြားထဲမှာ balance ကိုထိန်းတတ်တယ်နှွေးတဲ့အကြည့်လေးနဲ့ကြည်ပြီးတော့ပြုံးပြီးကျဉ်နဲ့သွားတဲ့အကြည့်မျိုးဖြစ်တဲ့အတွက်လူတစ်ဖက်သားကိုနှွေးထွေးစေတယ်ကျဉ်နဲ့စေတယ်ဒါအပြင်ကြည့်တဲ့မိန်းကလေးဒီလေကိုယုံကြည်မှုရှိကိုတန်ဖိုးကိုသိတဲ့အဆင့်အတန်းမြင့်တဲ့မိန်းကလေးတယောက်ဆိုတာကိုသူတို့ခံစားရတယ်မျက်လုံးကြည့်ပုံတအားစကားပြောတယ်နားထောင်ပေးတတ်ပါခင်ဗျားတို့စကားပြောကောင်းတဲ့မိန်းကလေးဘယ်နှယောက်တွေ့ဘူးလဲတော်တော်များများကဟုတ်ကဲ့မသိဘူးတော့အဲ့ဒါလောက်နဲ့ပြီးသွားတယ်တချို့ကလည်းပြောပြီးဆိုရင်မရက်တော့ဘူးသူပြောတဲ့အကြောင်းအရာဒီလေကိုတို့ယောက်ျားလေးတွေနည်းနည်းမှစိတ်မဝင်စားတဲ့အကြောင်းအရာတွေဖြစ်နေတတ်တယ်မဟုတ်လားတကယ်တော့ charisma ဆိုတာကိုပြောတဲ့စကားတွေထဲမှာမရှိဘူးဒီတော့ခင်ဗျားဘာလုပ်ရမလဲနားထောင်ပေးတတ်ရမယ်ခေါင်းလေးကိုငှဲ့ပြီးတော့ပြုံးပြီးတော့မေးစီလေးကိုရှင်းနေနေလေးခြုံပြီးတော့ဂယုတစိုက်နားထောင်မယ်သူပြောတဲ့စကားလေးတွေကိုမှတ်မိအောင်နားထောင်မယ်ရည်စရာရှိတဲ့နေရာမှာပုံစံလေးပြောင်းပြီးရည်ဒီတိုင်းအသေးကြီးမရည်နဲ့ပုံစံလေးပြောင်းပြီးရည်ပြီးရင်ခုနဟိုညာဘက်ငှဲ့လိုက်ဘယ်ဘက်လေးငှဲ့ပြီးပြန်နားထောင်ဒီလိုလေးကစားပေးတတ်ရမယ်ပြီးကြရင် तू ပြောတဲ့စကားတွေမှတ်မိတယ်ဆိုတာကိုတက်တေထောက်ထားပြစေမယ်ကိုဘက်ကစကားပြန်ပြောမှုတွေထဲမှာသူ့ရဲ့စကားလုံးတွေကိုထည့်သုံးဒါဆိုရင်ခမားဟာသူ့အတွက်တလုံးအမှတ်ရစေမယ်မင်းကလေးတယောက်ဖြစ်သွားမယ် body language ကိုကြည့်စိုက်လက်ကဟို tissue ကိုဖြစ်ဖြစ်တော့ကိုဖြစ်ဖြစ်တစ်ချိန်လုံးစော့နေတာမျိုးမလုပ်နဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုအပြစ်ထိုင်ပြောနေတာမျိုးမလုပ်နဲ့တိတ်အထင်သေးဖို့ကောင်းတယ်အဲ့ဒါ needy ဖြစ်တယ်လို့ခေါ်တယ်ထိုင်လိုက်ကခန္ဓာကိုယ်တအားကြုံသွားအောင်အဲ့လိုကြီးမထိုင်နဲ့ကိုယ့်ရဲ့အဟိုက်အရှိုက်အလိုက်တွေရင်ကြည်ပေါ်လွင်အောင်ထိုင်ပါပခုံးကိုဆန့်လာပါမင်းစည်းကိုလဲပင်းနဲ့တိတ်ကြီးမကပ်ပါဒီလိုကြီးမကပ်ပါနဲ့လက်တွေကိုစပွဲပေါ်မှာတနည်းနည်းနဲ့တင်ထားပါအဲ့ဒါအလွန်ဆွဲဆောင်မှုရှိတယ်လို့လူပြော့လူညံ့တွေလည်းကိုယ့်ကိုရှိန်သွားစေမဲ့ body language မျိုးဖြစ်ပါတယ်ပျော်မြူးတတ်ပါဒါပေမဲ့တစ်ချိန်လုံးငပေါ်မှလှုပ်ခိုင်းနေတာမဟုတ်ဘူးယောက်ျားလေးတွေကသူတို့သုံးတဲ့စကားလုံးကိုစကားလုံးရောလေတန်ရောအတိအကျလိုက်ပြောရင်အယမ်းသဘောကျတယ်ဥပမာဆောင်းရမ်းလေတယ်ကွာလို့ပြောတာကိုကွာလဲဆောင်းရမ်းလေရင်သူ့လေတန်နဲ့အတန်လေးကိုနည်းနည်းလေးလိုက်អော်လိုက်ဆောင်းရမ်းလေရင်တော့အိတ်လိုက်ပေါ့ကွာကြာတော့ကိုယ့်ရဲ့လေတန်ပေါ့လုပ်ကြည့်ဒါပေမဲ့တစ်ချိန်လုံးတော့လိုက်ပြောနေရမှာမဟုတ်ဘူး balance အဓိကဆိုတာကိုမမေ့ပါနဲ့လျှို့ဝှက်စွာလှပပျော်ရွှင်နေသူတူဖြစ်ပါကိုယ့်အကြောင်းအသေးစိတ်ကိုယ့်ယောက်ျားကိုတော့အားလုံးမပြောပါနဲ့အားလုံးမပြောပါနဲ့ဆိုတာကိုယ့်ချစ်သူကိုယ့်ယောက်ျားအပေါ်လျှို့ဝှက်ချက်တွေထားရမယ်လို့ပြောတာလုံးဝမဟုတ်ဘူးကျွန်တော်ပြောတဲ့စကားလေးတွေကိုနားလည်အောင်နည်းနည်းကြိုးစားပြီးနားထောင်ပေးပါအားလုံးမပြောနဲ့အစကလေးဖော်ပေးသူကိုယ်တိုင်စိတ်ဝင်စားမေးပြီးဆိုမှဒဇင့်ချင်းစီပြောဒါမှမဟုတ်သူကိုယ်တိုင်စိတ်ဝင်စားလိုက်ရှာမှတွေ့မဲ့အခြေအနေလေးဖန်တီးထားယောက်ျားလေးတွေကလိုက်လံရှာဖွေတွေ့ရှိရတော့ကိုအလွန်သဘောကျတယ်ခဲ့တာကမိန်းကလေးတွေကသူတို့တွေချစ်သူဖြစ်လာပြီဆိုရင်သူ့အကြောင်း
ဥမချီကားမကြံပြောပြတဲ့အကျင့်ရှိတယ်နောက်ဆုံးဒီနေ့မနေ့သေးပေါက်တဲ့အခါသေးအယောင်ပြောင်းပြီးအနံ့ပြောင်းသွားဖို့အလားအဲ့ဒါမျိုးတွေကအစပြောတော့အခုကျွန်တော်အဲ့အကြောင်းပြောတော့ရင်ထဲဘယ်လိုခံစားလိုက်ရလဲအဲ့မျိုးပဲဖြစ်တယ်အကုန်လုံးမပြောနဲ့သူဟာသူစိတ်ဝင်စားပြီးရှာဖွေတွေးရှိပါစေလျှို့ဝဲချက်ထားဖို့ပြောတာမဟုတ်ဘူးကိုပြန်သွားလိုက်တဲ့အခါမှာကိုလွမ်းတတဖြစ်အောင်နေတတ်ပါဒီဟာကတော့ charisma လေ့ကျင့်တာမှာအခက်ဆုံးတစ်ခုပေါ့သင်ပေးရလဲခဲ့ပါတယ်ကိုပြောခဲ့ဆိုခဲ့နေခဲ့ထိုင်ခဲ့တဲ့ပုံစံတွေကြောင့်ကိုကအလုပ်လေးရှိလို့တောင်းမင်းတော့ဆိုပြီးတော့တွားလိုက်တဲ့အခါမှာကိုထိုင်ခဲ့တဲ့စပွဲဟာတိတ်ဆိတ်သွားပါစေကိုပြန်တော်ရတဲ့အခါကိုအကြောင်းကိုကြံခဲ့တဲ့လူတွေကအတက်တရောပြောနေကြပါစေကိုလာမေးဆိုရင်မျောနေကြပါစေကိုကဖုန်းချလိုက်တာနဲ့တစ်ဖက်လူမှာသူနဲ့ဖုန်းပြောလို့တော့မဟုတ်သေးဘူးကွာဆိုတဲ့ခံစားချက်မျိုးဖြစ်ပါစေဆုံးမတစ်ပိုင်းမိမရိုင်းဖြစ်ပြီးတော့မိုက်ရိုင်းစွာပြောဆိုနေတာတွေယောက်ျားတွေကိုအပြစ်ပဲတင်နေရတယ်ညင်သာမှုလုံးဝမရှိတာတွေတစ်ချိန်လုံးမျက်လုံးထဲမှာဒေါသအပြည့်နဲ့နှခမ်းမှာလည်းကြိမ်ဆဲမှုအပြည့်နဲ့ရှိနေတတ်တာတွေဆိုရင်ဘယ်လိုလို့လူတစ်ဖက်သားကိုဆွဲဆောင်ပါလဲအဲ့ဒီလူကိုနားမှာနေအောင်ခင်ဗျားတို့ဘယ်လိုလုပ်မှာလဲစန့်ကျင်ဘက်တွေပဲလုံနေရင်စန့်ကျင်ဘက်ရက်လာပဲရမှာဟောပရိယေရှိရတယ်ပရိယေကြွယ်ရတယ်အဲ့ဒီပရိယေတွေထဲမှာအလွန်အရေးကြီးတာ charisma ပဲသတိထားမှာကျွန်တော်ပရိယေကိုပြောရနော်ကျိုးကင်ချဲလဲတာကိုပြောတာမဟုတ်ဘူးဒီတော့ဒီ charisma လေ့ကျင့်ခန်းလေးတွေလေ့ကျင့်ကြပါမလေ့ကျင့်တတ်ဘူးမလုပ်တတ်ဘူးဆိုရင်ကျွန်တော်စီပြန်မေးပါကျွန်တော်သင်ပေးပါမယ်โอเคဒီစောင်းဘောက်ကိုတော့ www.rallyrules.com ကနေရယူပါလားပြန်တင်ဆက်ထားခြင်းဖြစ်ပါတယ်အမျိုးသမီးတို့ကြီးတိုးတက်လှပလာပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်